ဘလောက်ပဲစူးစမ်းပြနေပါစေနောက်ဆုံးမှနဝက်စီကပြစ်ပယ်ခံရပြီးတဲတဲလို့ငိုရအောင်မဲ့ JK ဆိုဖီယာကတော့ပြိသက်ချစ်တော်လှမယ်လေးတဲတဲရဲ့နေရာကိုဝင်ပြီးနိုင်ငံတကာပြိုင်ပွဲမှာအကောင်းဆုံးလက်စွမ်းပြနေတာပါသူမကတဲတဲနဲ့တက်ရွယ်လည်းမတိမ်မယိမ်းဖြစ်တယ်လို့စူးစမ်းအားထုတ်မှုကလည်းတဲတဲထက်မလျော့တာအမှန်ပါဒါပေမဲ့အခုလိုလိုအပ်ချက်တွေကြောင့်သူမဘလောက်ပဲစူးစမ်းပြနေပါစေနောက်ဆုံးမှာတော့ပပကြီးနဝက်စီကနေပြစ်ပယ်ခံရမယ်လို့ပြိသက်တွေကတော့ထင်ကြေးပေးနေကြပါတယ်အလုံးသိတဲ့အတိုင်းနဝက်ဆိုတာကသူ့ရဲ့ကိုကျိုးအတွက်သာကြည့်ပြီးမြမလှမယ်တွေကိုနေရာပေးဖို့ဝင်လေးတက်သူဖြစ်ပါတယ်။ပြိုင်ပွဲသက်တမ်းတစ်လျှောက်လုံးမှာအမြင့်ဆုံးခြေနေကိုရခဲ့တာဆိုလို့အလှမယ်နီနီလေးပိုင်ဆိုင်ထားတဲ့ First Runner Up စုကြီးပဲရှိပါတယ်။ပြည်သက်ချစ်တော်တဲတဲလေးတောင်မှစူးစမ်းအားထုတ်မှုနဲ့မထိုက်တန်စွာပြစ်ပယ်ခံရပြီး Second Runner Up အဖြစ်နဲ့ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။တနိုင်ငံလုံးရဲ့မကျေနပ်မှုတွေကိုခံခဲ့ရပေမဲ့နဝက်ကတော့လုံးဝကိမဆိုင်ပဲတဲတဲရဲ့တရဖူကိုတောင်ပြန်သိမ်းခဲ့တာပါ။ဒီလိုလိုရက်တွေနဲ့မြန်မာနိုင်ငံရဲ့လှမယ်လေးတွေကိုအရှံရစေပြီးမျက်နှာပြောင်တိုက်နေတာကြောင့် Miss Grand ပြိုင်ပွဲကြီးကိုမြန်မာပြည်သက်တွေကအားပေးခြင်းစိတ်လည်းမရှိတော့ပါဘူး။အခုမြန်မာကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတဲ့ JK ဆိုဖီယာကလည်းတကယ်ကိုထူးချွန်တက်မြတ်ပြီးလှပတဲ့လှမယ်လေးဖြစ်ပေမဲ့လည်းနောက်ဆုံးဘလူးရလက်ယူဆောင်လာမလဲဆိုတာသိတာနေတာကြောင့်အားပေးသူနေပါနေခဲ့ပါတယ်။သူမကတော့အကောင်းဆုံးကြိုးစားပြီးတက်တက်ထက်တာစီရမယ်လို့ကတိတွေပေးနေပေမဲ့ပြိုင်ပွဲတစ်ချောင်းလုံးမှာတက်တက်လုံအောင်နေရာပေးမခံရပါဘူးအထူးသဖြင့်ညစာစားပွဲမှာတော့ရွေးချယ်မခံရပေဖဲထုတ်ခံရပေတိတိတတ်တာကိုပလစ်ခံနေရတာပါဒါနဲ့မကကုညီပန်ပိုးမဲ့သူမရှိတာကြောင့်ဝစ်စုံကိုလည်းဖြစ်တယ်လို့စီစဉ်နေရပြီးမိနစ်က Miss Universe မြန်မာအလှမင်ဝစ်ဆင်ထားတဲ့ဝစ်စုံနဲ့တပုံစံနဲ့တူတဲ့ကော်ပီဝစ်စုံကိုသာပြိုင်ပွဲမှာထုတ်ပြနိုင်ခဲ့တာပါအလှမေတဲစုငင်ပြိုင်ပွဲဝင်တော့ငါဆိုရင်ဝစ်စုံသားမကမိတ်ကပ်အပြင်စင်တွေကိုလည်းကိုပိုင်ဒီဇိုင်နာဖန်တီးသူတွေနဲ့အနောက်ကနေအစွမ်းကုန်ကူညီပံ့ပိုးပေးခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံတကာလည်းမှာမျက်နှာပွင့်စေပြီးအလှမေတွေကြားတဲ့နာမည်ရခဲ့ပြီးမြဲ JK ဆိုဖီယာကိုအခုလိုကူညီပံ့ပိုးမဲ့သူမရှိတာကတကယ်ကိုဝမ်းနည်းစရာပါပဲ။သူမရဲ့ရည်ချင်းတွေကတကယ်စစ်မှန်ပေမဲ့မပြိုင်တဲ့ပြိုင်ပွဲကိုတွားပြိုင်ခဲ့မိတာကြောင့်အခုလိုချင်းနေတွေနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။သူမရဲ့အနေထားနဲ့တခြားလာမယ့်ပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်မယ်ဆိုရင်တော့တနိုင်ငံလုံးရဲ့အချစ်ကိုရရှိမှာပါအခုတော့မြန်မာပြည်သက်တွေရဲ့အားပေးခြင်းကိုလည်းမခံရသလိုနောက်ဆုံးဖိုင်နယ်ပွဲစဉ်ကြီးကိုတော့တက်လန်းခွင့်ရပါမလားဆိုတော့စိုးရိမ်စရာဖြစ်နေခဲ့ပါပြီနဝက်ကလည်းပြည်သက်ကြီးတို့အားလုံးသိတဲ့အတိုင်းကိုအကျိုးစီးပွားမရှိရင်မြန်မာလာမယ်လေး JK ကိုရွေးချယ်မှာမဟုတ်ပါဘူးပြိုင်ပွဲစားမှာတော့မသိတယ်လို့ပြစ်ပေတယ်လို့အနေထားမျိုးနဲ့ဖယ်ထုတ်ခံနေရတာကြောင့်နောက်ဆုံး top 10ဆင့်အောင်ဝင်ပါမလားဆိုတော့စိုးရိမ်စရာဖြစ်နေခဲ့ပါပြီပြီးခဲ့တဲ့ရက်ကပြိုင်ပွဲတစ်ခုမှလည်းမြန်မာလာမယ်လေး JK ပေါ်နဝက်ရဲ့တိတိတသားခွဲခြားဆက်ဆံမှုတွေတွေ့မြင်ခဲ့ရပါသေးတယ်။ဒီလိုအနေထားကြီးနဲ့မျက်နှာလိုက်မှုတွေကြောင့်ဘလောက်အရေးချင်းရှိတဲ့လှမယ်ဖြစ်ပါစေ Miss Grand မှာဝင်တိုးနိုင်ဖို့ကမတိကြတော့ပါဘူး။နောက်ဆုံးမှာတော့တဲတဲလိုမျိုး final ပွဲစဉ်အောင်မတက်ရပဲအနိုင်ခံရပြီးမျက်ရည်တွေနဲ့ပြန်လာရမယ်လို့ပြည်သက်များစွာကအခုလိုမှတ်ချက်ပေးနေကြပါတယ်။ကြည့်ရှုနေကြတဲ့ပြည်သက်တို့ရဲ့အမြင်မှာရောနဝက်ရဲ့ပြိုင်ပွဲကိုတွားပြိုင်နေတဲ့ JK ဆိုဖီယာတယောက်အချိန်ကြီးကောင်းမယ်လို့ထင်ကြပါသလား။